လုံခြုံစိတ်ချရတဲ့ page တိုးတက်မှုအားလုံးရဲ့အခြေခံဖြစ်ပါတယ်။တင်လာကြည့်ပေါ့နော်ကျွန်တော်တို့ page ကနေပတ်စံရှာချင်တာဖြစ် monetize နဲ့ပတ်စံရှာချင်တာဖြစ် page ကနေ business လုပ်နေတာပဲဖြစ် personal branding တိစောက်ချင်တာပဲဖြစ်ကျွန်တော် page ကပြတ်သွားမယ်ဆိုရင်အဲ့ဒီဟာတွေအကုန်လုံးလုပ်လို့မရတော့ပါဘူး။ဒီလို page ကပြတ်သွားမယ်ဆိုလို့ရှိရင်ဒါကို page နဲ့ monetize restrict သွားမယ်ဆိုလို့ရှိရင်ဒါကို page က unpublish မဟုတ်ဘဲနဲ့ page က hack ခံလိုက်ရတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ခုနရရှိနေတဲ့အခွင့်အရေးတွေ monetize ရတဲ့ပတ်စံတွေအားလုံးဆုံးရှုံးသွားမှာဖြစ်ပါတယ်။သူကဘယ်လိုမျိုးလဲဆိုတော့ဝါမရှိပဲဝီလုပ်လို့မရဘူးပေါ့နော်။ခြေကအုပ်မြစ်ဝါလုံးလေးနဲ့တူပါတယ် page လုံးကြုံကြီးရပါတော့။အဲ့တော့ page management security ကအရေးကြီးရဆိုတဲ့အကြောင်းလေးမျှဝေပေးချင်တာဖြစ်ပါတယ်ခင်ဗျာ။တော်ရစာနဲ့မျှဝေပေးနေအဲ့လိုမျိုး page တွေလုံခြုံရေးအတွက် service တွေ action နဲ့ management security ဘိုင်းတွေအတွက် service တွေ action နဲ့ဆိုတော့ကျွန်တော်စီမှာအဲ့လိုရပါတယ်။နောက်တဲ့အားသာချက်လေးတစ်ခုကလူကြီးမင်းတို့ကျွန်တော်စီမှာ service အပ်ထားတဲ့ page ကို page blue mat service လေးလည်း bonus ထည့်ပေးမှာဖြစ်ပါတယ်ခင်ဗျာ။ page blue mat service လေးလည်းရှောက်ပေးမှာဖြစ်တဲ့ blue mat ရသွားပြီဆိုလို့ရှိရင်လူကြီးမင်းတို့ဟာလူကြီးမင်းနဲ့ page လုံခြုံရေး security level ရတဲ့အရန် high level တိုးတက်သွားမှာဖြစ်ပါတယ်။ page blue mat ရဲ့နောက်ထပ်အားသာချက်တွေလည်းအများကြီးရှိပါတယ်။ကျွန်တော်တို့ search list မှာကိုယ့်ရဲ့ page ကိုချလိုက်ရှင်ကိုယ်ပြိုင်ဘက်ကို like ပြီးတိုက်ခတ်နေတဲ့ page အတူတွေပေါ်လာမှာမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ page ဟာထင်းထင်းပေါ်နေမှာဖြစ်ပါတယ်။နောက်တဲ့အားသာချက်တွေအနေနဲ့ page blue mat ရသွားပြီဆိုလို့ရှိရင် Facebook က agent နဲ့ဝန်ထမ်းနဲ့ direct ဆော့သွယ်လို့ရတဲ့ option အခွင့်အလမ်းတင်ပြစွာ option ဖွင့်ပေးတဲ့ကျွန်တော်တို့ရဲ့ပြဿနာတွေကိုသူတို့ကရေးယူဆောင်ရွက်ပေးမဲ့ feature တွေ Facebook agent နဲ့ support ထောက်ပြီးတော့ live chat ပြောလို့ရတဲ့အခွင့်အရေးတွေလည်းရရှိသွားမှာဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာထပ်တွေ့ကြပါမယ်ခင်ဗျာ။